ကျွန်တော်တို့ရဲ့ချန်ပီယံတော့မလေးရှားနိုင်ငံကနေမီဆုံမီဆွန်းကနေပြီးတော့အခုနောက်ဆုံးအနေနဲ့ပေါ့လေးသူရဲ့ချန်ပီယံကကာကွယ်ပြီးတဲ့အခါမှာနောက်ဆုံးနဲ့ဖုံးမျိုးကိုရောက်ရှိလာပြီးဖြစ်ပါတယ်ဆိုတော့ဘူးမျိုးကိုရောက်ရှိလာတဲ့အခါမှာဒါဘန်ကောက်မှာကတည်ရမလားကျွန်တော်တို့ထိုင်းနိုင်ငံမှာကဗျာဒီမလေးရှားထက်ကိုဒါကျွန်တော်တို့မြန်မာလူမျိုးတွေကတန်းနဲ့ချီပြီးတော့ပိုများတယ်မြန်မာနိုင်ငံကလူတွေကမှာအလုပ်လုပ်နေကြတယ်ဗျဆိုတော့ထိုင်းမှာကြတော့လူတွေအများဆုံးပေါ့နော်ဆိုတော့ဟိုတော်လေးကိုဒါစောင့်ဆိုင်နေကြပြီးတဲ့အခါကျတော့ဒီထိုင်းမှာကြတော့ဟိုဘယ်လိုပြောရမလဲဒီအလုပ်ပြတည်တယ်မလားဒီသတင်းတွေပေါ့ဒီလက်ဝဲနဲ့ပတ်သက်တဲ့သတင်းတွေဒီအဝမ်းချမ်းရှင်းနဲ့ပတ်သက်တဲ့သတင်းတွေလှုပ်ဆောင်နေကြတဲ့သူတွေအများကြီးရှိတယ်ဗျာမြန်မာကအောင်နိုင်ဆိုတော့ဟုတ်လားမရှင်အောက်မြန်မာကကိုကြီးတို့ဆရာတို့အများကြီးပဲရှိပါတယ်ဟုတ်လားဆိုတော့သူတို့ထိုင်းနိုင်ငံမှာရှိတဲ့နာမည်ကျထိုင်းနိုင်ငံမှာရှိတဲ့နာမည်ကြီးဖိုက်တာတွေကလည်းကျွန်တော်နဲ့တွေ့ကျင်ကြောင်းသာပြောလာကြပြီပေါ့နော်ဒီလိုအချိန်မှာပဲကျွန်တော်တို့ရဲ့နော်သတင်းကောင်းလေးကတော့ဘာလဲဆိုရင်ကျွန်တော်တို့ရဲ့ဒီမီကြီးမိုးရီကိုကုရွက်ပံကိုတွေ့ဆုံမယ်ဆိုတဲ့သတင်းစကားတွေကတော့ထွက်ပေါ်လာနေပြီပဲဖြစ်ပါတယ်ဗျာတကယ်ပဲနော်ဟိုသတင်းစကားတွေကအမှန်ဖြစ်စေပြီးတော့သူတို့နှစ်ယောက်ပြေဆုံးမှ